ရန်ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်ခင်ဗျာဒီနေ့ညမှာတော့ချန်ပီယံလိဒုတိယညရဲ့ပွဲစဉ်တွေကမှအကောင်းဆုံးပွဲ၃ပွဲကိုထုတ်နှုတ်တင်ပြသွားမှာဖြစ်ပါတယ်အဲ့ဒီ၃ပွဲအတွက်ကျွန်တော်တို့အနေနဲ့ပွဲကြိုသုံးသက်ချက်တွေထူးခြားချက်တွေပြီးလို့ရှိရင်လက်ရှိပေါက်နေတဲ့ပေါက်ကြီးတွေအေရှန်လီကမှာရောဘယ်လိုပေါက်နေလဲဆိုတဲ့အချက်လက်တွေနဲ့နောက်ဆုံးပွဲရလက်တွေလက်ရှိလူစင်းစိတ်သက်ခြေစွမ်းအားလုံးကိုခြုံငုံသုံးသပ်ပြီးတော့ကျွန်တော်တို့အကောင်းဆုံးပွဲ၃ပွဲကိုရွေးထုတ်သွားမှာဖြစ်ပါတယ်အားကြောင့်မလို့ပေးသက်ကြီးကလည်းအားပေးကြပါအောင်အခုလိုအားပေးရင်းနဲ့ပဲကျွန်တော်တို့ရဲ့ YouTube channel လေးကို like and subscribe လုပ်ကြပေးကြပါအောင်ခင်ဗျာ Okay ကျွန်တော်တို့ဘယ်ပွဲကနေစလိုက်ကြမလို့ကြည့်လိုက်ကြအောင် Let's goပထမဆုံးပွဲအနေနဲ့ကတော့ကျွန်တော်တို့လီဗာပူးနဲ့မာဆေးပွဲကိုကျွန်တော်သုံးသပ်ပြသွားခြင်းပါတယ်အဲ့ပွဲမှာဆိုလို့ရှိရင်လီဗာပူးကလက်ရှိကျွန်တော်ဒီတန်သွင်းနေတဲ့အချိန်မှာပေါက်တဲ့ပေါက်ကြီးအရလီဗာပူးကမာဆေးအသင်းကိုအဝေးကွင်းကနေတရီ90ရှုံးပေးထားတာဖြစ်ပါတယ်ကိုပေါင်းကြီးအနေနဲ့ဆိုရင်တော့3လုံး30စာအနေနဲ့ဖွင့်လှစ်ထားတာကိုကျွန်တော်တို့တွေ့ရပါတယ် Okayလက်ရှိလီဗာပူးရဲ့အခြေအနေကိုပြန်ကြည့်ရအောင်လက်ရှိလီဗာပူးရဲ့အခြေအနေကိုပြန်ကြည့်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လီဗာပူးကအခုနောက်ဆုံးကံခဲ့တဲ့9ပွဲထဲမှာဆိုလို့ရှိရင်လီဗာပူးအသင်းအနေနဲ့ဆိုလို့ရှိရင်9ပွဲမှာ9ပွဲလုံးရှုံးပွဲလုံးကတော့မရှိခဲ့ပါဘူးဒါပေမဲ့နိုင်ပွဲလေးတစ်ပွဲပဲရှိခဲ့တာပါခင်ဗျဒီလိုအခြေအနေမျိုးမှာဆိုလို့ရှိရင်တစ်ဖက်ကအသင်းဖြစ်တဲ့မာဆေးအသင်းကတော့ပြီးခဲ့တဲ့အပတ်ကရင်မဲ့လောလတ်အန်ကအသင်းကို2-5ဆိုတဲ့ရလက်နဲ့ကိုအပြတ်သက်အနိုင်ရရှိခဲ့တာကိုတွေ့ရပါတယ်ဒါကတော့သူတို့ရဲ့လီစင်တန်ကွာဟမှုရောလက်ရှိလီဗာပူးရဲ့ဒဏ်ရာကစားသမားအခြေအနေတွေနဲ့အသင်းရဲ့ဖောင်ကတဖြည်းဖြည်းချင်းတမိုးကျလာတဲ့အခြေအနေမျိုးတွေမှာဖြစ်လေဖြစ်တာကြုံတာရှိတဲ့လက္ခဏာတွေပါပဲ။ Okay အဲ့လိုလက္ခဏာမျိုးမှာလီဗာပူးအနေနဲ့ဆိုလို့ရှိရင်ဒီချန်ပီယံလိနိုင်ပွဲကိုမဖြစ်မနေအနိုင်ရဖို့လိုအပ်နေပါတယ်။ဘာလို့လဲဆိုတော့လီဗာပူးလက်ရှိအခြေအနေတွေကနေအကောင်းဆုံးရုံးထွက်ပြနိုင်မဲ့အနီးကပ်ဆုံးပွဲကဒီပွဲဖြစ်နေလို့ကိုဒီရအာနီစလော့အတွက်ဒါအရင်အရေးကြီးပါတယ်အရေးကြီးတဲ့အတွက်လည်းသူအနေနဲ့ဒီပွဲအနိုင်ကန်ကိုကန်ရမယ်။ Okay အဲ့လိုအနိုင်ကန်ကိုကန်ရမယ်ဆိုတဲ့အခြေအနေမျိုးမှာမာဆီအသင်းကိုဘာဖြစ်လို့ level 90ရှုံးမဲ့ဖွင့်ထားတာတော့ Okay အဖြေကတော့ရှင်းပါတယ်ဘာလို့လဲဆိုတော့ဒိုင်းနီကတကဘာလုံးနဲ့တယောက်ရေးကြီးနေပြီးတော့သူကမာဆေးအသင်းကိုယုံကြည်ထားလို့ပဲဖြစ်ပါတယ် Okay အားကြောင့်မို့ကျွန်တော်တို့ဒီညတော့ Bookie ရဲ့ follow နောက်ကိုပဲကောင်းကောင်းလိုက်ပြီးတော့ဒီညတော့ပထမဆုံးပွဲအနေနဲ့ကျွန်တော်မာဆေးပွဲကိုရွေးချင်ပါတယ်ဒုတိယမြောက်ပွဲအနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ဘိုင်မြူးနစ်နဲ့ Union Saint Galois တို့ရဲ့ပွဲကိုရွေးချယ်ချင်ပါတယ်အဲ့ပွဲမှာဆိုလို့ရှိရင်လက်ရှိဘိုင်မြူးနစ်အသင်းကသုံးဂိုးတွေမြောက်များစွာနဲ့ကိုအမြင့်ပြန်တန်းနေတဲ့အချိန်ဖြစ်တယ်ပေါ့နော်လက်ရှိနောက်ဆုံး9ဝင်းမှာဆိုလို့ရှိရင်လည်းကိုပြက်ရလက်တွေနဲ့တကြီးရဲပဲအလုံးအနိုင်ရရှိထားတယ် Union Saint Galois ကလည်းသူ့လိမှာတော့တော်အသင်းအခြေအနေကောင်းနေတဲ့အထဲမှာပါတယ်လက်ရှိ9ဝင်းမှာဆိုလို့ရှိရင်3ဝင်းနိုင်2ပွဲတကြီးနဲ့ပုံစံကောင်းတစ်ခုကိုပြသထားနိုင်ပါတယ်ဒီလိုအခြေအနေမျိုးအနေအထားမျိုးမှာဘိုင်ယန်မြူးနစ်ကနှလုံးအရှုံးဆိုတဲ့ဟန်နီကပ်နဲ့ဖွင့်လှစ်လာတာကိုတွေ့ရပါတယ်အဲ့လိုအခြေအနေမျိုးမှာကျွန်တော်စိတ်ဝင်စားတာကိုပေါင်းကြီးကလေးလုံးတော့ပြားစုံပပရှုံးဆိုတဲ့အခြေအနေမျိုးဖြစ်နေအောင်မယ်ဆိုတဲ့အခြေအနေမှာကျွန်တော်ကတော့ဒီပွဲကတော့နှစ်သင်းပေါင်း3ဂိုး4ဂိုးနဲ့အထက်သေးချာပေါက်ရှိမဲ့ပွဲလို့ပဲကျွန်တော်အနေနဲ့ယူဆချင်ပါတယ်အားကြောင့်မလို့ကျွန်တော်ကတော့ဒီပွဲမှာဆိုလို့ရှိရင်တော့ကျွန်တော်ကဘိုင်မြူးနစ်9ဘော်ကိုရွေးချယ်ချင်ပါတယ်Okay နောက်ဆုံးတစ်ပွဲအနေနဲ့ကျွန်တော်ရွေးချယ်ပေးခြင်းတဲ့အသင်းကတော့အခုတလောကျွန်တော်တို့ရဲ့ current form တွေကိုဝင်ပို့ရအကောင်းဆုံးတွေ့ရှိနေတဲ့အသင်းနှစ်သင်းပေါ့အသင်းနှစ်သင်းဆိုတာကျွန်တော်ဒီနှစ်သင်းကိုလိုက်နေတာကြာပြီဒီနှစ်သင်းရဲ့အနေအထားမျိုးမှာဆိုလို့ရှိရင်ဒီ Newcastle နဲ့ PSV ပွဲပေါ့နော် Newcastle နဲ့ PSV ပွဲမှာဆိုလို့ရှိရင်အသင်းလုံးရဲ့တိုက်စစ်ခံစစ်အနေထားကစားပုံကစားပေါက်ပြီးလို့ရှင်ပေါက်ကြီးနေတာအားလုံးကကွက်တီပဲဘာလို့ကျွန်တော်အဲ့လိုမျိုးပြောရတာအောင်ဆိုလို့ရှိရင် Newcastle ကဒီပွဲမှာတလုံး60ရှုံးဖွင့်လှစ်ခဲ့တာကိုကျွန်တော်တို့တွေ့ရှိရပါတယ် Okay အဲ့လိုမျိုးအခြေအနေမျိုးကိုဖွင့်လှစ်တဲ့အနေအထားမျိုးမှာ Newcastle အသင်းအနေနဲ့အနည်းဆုံး2ဂိုးတော့ပြတ်နိုင်မှကိုဘော်ရီကြီးအပြည့်အောင်မဲ့အနေအထားမျိုးရှိရဲ့အဲ့အခြေအနေမျိုးမှာဟိုဘက်ကလက်ရှိကိုပေါင်းရုပ်ကြည့်အောင်ကိုပေါင်းကြီးကလည်း3လုံး90ရှုံး3လုံးအရှုံးဆိုတဲ့ပြင်းပြင်းရှားရှားနဲ့ကိုဖွင့်လှစ်ထားတာကတေချာပေါင်း PSV ကိုလည်းတကူပေးထားပြီးတယ်ကျွန်တော်ကတော့နှစ်သင်းပေါင်း3ဂိုး4ဂိုးနဲ့အထက်ရှိမယ်လို့ကျွန်တော်ကတော့အဲ့ပွဲကိုကျွန်တော်အနေနဲ့တော့သုံးသပ်တယ်ဘာလို့ရုံးဆိုတော့ကျွန်တော်အခြေအနေတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လက်ရှိသူတို့နှစ်သင်းရဲ့ form ပေါ့နော်သူတို့နှစ်သင်းရဲ့ form မှာဆိုလို့ရှိရင် Newcastle က
နောက်ဆုံးနှစ်ပွဲမှာလုံးဝကိုအောက်အနေထားမျိုးကန်တော့အမျိုးတွေ့ရတယ်အဲ့ဒီမှာ PSV ကတော့ပြီးခဲ့တဲ့နောက်ဆုံးအပတ်ကျွန်တော်ထင်တယ်နှစ်ကိုတကူနဲ့အဝေးကွန်းမှာနိုင်တယ်ကိုကတော့ပေါ်မသွားဘူးဒါပေမဲ့ရှေ့ပွဲတွေမှာဆိုလို့ရှိရင်သူကတော့တိုက်စစ်အနေထားနဲ့ဆိုလို့ရှိရင်တိုက်စစ်အနေထားနဲ့ဆိုလို့ရှိရင်သူအနေနဲ့ Dan Bosch ကို 1-4 ပြီးသွားလို့ရှိရင် Excelsior ကို 5-1 ကိုပြအနေထားရင်းနဲ့ကိုနိုင်ထားတွေ့ရတယ်နှစ်သင်းလုံးတိုက်စစ်အားကောင်းတဲ့အခြေအနေမျိုးမှာဖွင့်ကံမဲ့အခြေအနေမျိုးမှာရှိတာကိုကြေးရကိုက odd never line ဆိုတဲ့အတိုင်းပဲကြေးရကိုကသူကမျှခြေအနေထားမှာရှိနေတာရောဖြစ်တဲ့အတွက်ကျွန်တော်ကတော့အိုက်ပွဲကိုဂိုးဘော်အနေနဲ့သုံးသပ်ချင်ပါတယ် okay အခုဆိုလို့ကျွန်တော်ဒီညအတွက်စိတ်ကြိုက်ဖြစ်တဲ့သုံးပွဲကိုရွေးချယ်ရေးဖြစ်ပါတယ် choice number 1အနေနဲ့ကတော့ကျွန်တော်တို့မာဆေးအသင်းကိုရွေးချယ်ထားပါတယ် choice number 2အနေနဲ့ကတော့ Bayern Munich ကိုဘော choice number 3အနေနဲ့ကတော့ကျွန်တော်တို့ရဲ့အခုနောက်ဆုံးပွဲဖြစ်တဲ့ Newcastle ကိုဘောကို choice number 3အနေနဲ့ရွေးချယ်ထားတယ်အဲ့လိုမျိုးဖြစ်တဲ့အတွက်ပေးသက်ကြီးလဲဒီညဒီသုံးပွဲတွေကမိမိတို့ကြိုက်နေတဲ့ရာကိုရွေးချယ်စော်ကစားပြီးတော့တက်ရှူလိုက်တဲ့ငွေတွေအများကြီးဝင်ပါစေအောင်မြင်မှုတွေထပ်ထပ်ရရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်ဗီဒီယိုလည်းအများကြီးတင်ပါဖို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးလုပ်သွားပြီးတော့နှုတ်ညွတ်တောင်းဆိုပါတယ်ပြီးကြကြီးအားလုံးပြောရင်ချမ်းမြေ့ရဲ့ညာလေးညကိုပိုင်ဆိုင်နိုင်ကြပါစေအားလုံးပဲခုလက်ပါဗျ